ဒီနေ့ကတော့ရင်တနေ့ကဖောက်ထားတယ်ဗောနော်ယနေ့က1800ဒီနေ့ဖောက်ဒီနေ့တော့ကဲဒီမှာထပ်ထည့်ထားတယ်3800ဒီနေ့ကတော့ဘာမှမရခဲ့နေတစ်လုံးပဲရလိုက်ဒီနေ့ပါလေးထည့်ရမယ်ကျွန်တော်စမ်းထပ်စမ်းကြည့်နော်တော့ဘာမှကြာကြီးလုံးနေတော့ဒီနေ့လည်းရင်းတော့မမှန်ဘူးပေါ့နော်စမ်းကြည့်လိုက်မယ်10ချိန်နဲ့ပဲစသွားလိုက်40ဒီတော့ရပြီနော်ပုံမှန်ပါပဲကွာသေးတယ်ပဲပြီနော်ခဲနောက်ထပ်10ချိန်ချက်သွားမယ်ဗျာဂျားထဲမှာတော့ဝုန်းဆိုပြီးတော့4ကြီးထားပေါက်သွားရင်နော်ပြောတာပေါ့ကဲတန်းဆက်ကတော့ပုံမှန်ပဲတို့ဒီကောင်ကနောက်ထပ်ဟိုပါပဲနော်ကျွန်တော်61ချိန်ဆို lucky တရားရအောင်ကျွန်တော် one draw လေးနဲ့သွားလိုက်မယ် one draw ကိုစကစ်လိုက်မယ်နော် one draw စကစ်နဲ့6ချိန်သွားလိုက်one draw စကစ်နဲ့6ချိန်သွားလိုက်မယ်ကြီးတတုံးပေါ့ကြီးတတုံးဆိုတော့ကျွန်တော်ရှေ့တစ်ခုက2တုံးရပြီပဲပြောပါတော့ဒီနောက်တော့ကျွန်တော်10ချိန်ဆက်သွားလိုက်မယ်စကစ်သွားပြီ2000တော့ကျန်နေတော့3ကောက်တော့ရအောင်လို့နော်ဒါကတော့နောက်ထပ်အကြီးတစ်ချိန်ထည့်ရဆိုကျွန်တော် M4 ကတော့ရပြီပေါ့နော် M4 ကတော့ရပြီကျွန်တော်လဲလို့ရပြီဒီမဲက2တုံးကရပြီ2တုံးကရပြီ2တုံးရပြီဒီမဲထပ်လဲတော့ရနောက်ထပ်ဗာလေးထည့်ရအောင်လို့ကျွန်တော်နောက်ထပ်ဆန်းကြည့်လိုက်ပတ်လေးတော့အိုးဟဲ့အောင်ကြီးဟာအိုက်တန်းဆန်အဲ့လိုโอเคအဆင်ပြေပါလေကျွန်တော်ဒီမှာရောဟိုလိုစကုတ်လေးပါထည့်ရတယ်ဗောနော်ကဲနောက်လည်း10ချိန်ဆက်သွားလိုက်မယ်ဗျာကဲဒီနေ့ကန်လေးကတော့ဒီနေ့အတွက်ကန်လေးကတော့ကောင်းတယ်ဗျာမတီးရသေးတော့ကျွန်တော် material တစ်ဒုံးလောက်တော့လိုချင်သေးတယ်ဗျာ material တစ်ဒုံးလောက်ဗောနော်ထည့်ရရင်တော့ကောင်းတော့ကဲဒါကတော့နောက်ဆုံးချိန်ကြီးပေါ့သေးတုံးတွေပဲရတယ်သေးတုံးလေး2တုံးโอเค M4 ကလည်းရပြီဆိုတော့ကျွန်တော်အကြီးက3ခုရှိမယ်ဆိုတော့ခါဒီရတစ်ခုလေးတော့ဂလိုင်ဒါလေးတော့ကြိုက်တယ်ကျွန်တော်ဂလိုင်ဒါလေးတော့သဘောကျတယ်မတီဗီရဲ့ဒီကောင်မြင့်ဖို့ဆိုရင်လည်းမတီဗီတွေကလိုသေးတယ်ကျွန်တော်ဗာလေးယူတင်တယ်3 scope တွေပါရတော့ပြီးမှပဲလဲလိုက်တော့မယ်3လုံးကျွန်တော်ဒီဂန်းလည်းရတယ်ဗောအဲ့ဆိုโอเค3လုံးလဲပြီးတော့ကျွန်တော်နောက်ထပ်တစ်တုံးထပ်လဲပြီးတော့ဒီကြားကမ်းမှာထည့်ယူလိုက်မယ်ကြားကမ်းမှာထည့်ယူလိုက်ရင်တော့ကျွန်တော်တန်သွားပြီno ဒီကောင်ကအကြီးလဲဖို့ကကျွန်တော်တို့ပြင်ထားပါလေဟောဒီမယ်ကဲအကြီးတုံးထပ်လဲလိုက်မယ်အဲ့ဒီတော့ကကျွန်တော်3လုံးရှိရဆိုကြားကမ်းမှာထည့်ရတယ်ဗောနော်ကြားကမ်းလေးပါထပ်ပြီးတော့ရတယ်တောင်းပါဖြည်းဖြည်းလေးကျွန်တော်မြင့်သွားလိုက်ပါအခုတော့ကြားကန်းလေးပါထပ်ပြီးတော့ဝယ်လိုက်ပြီဗျာကျွန်တော်ဒီတစ်ခေါက်ကတော့ M4 2လက်ရလိုက်တန်သွားပြီပေါ့နော်ကျွန်တော်အကောက်လေးရဆိုရင်အခုက M4 မရှိသေးရပါဘောနော်အခုက M4 2လက်ရလိုက်ပြီဆိုတော့ကြားကန်းရောကျွန်တော်မီကန်ရောရလိုက်တယ်ဆိုတော့ကျွန်တော်ဒီတစ်ခေါက်ကတော့တကယ်တန်သွားပြီလို့ပဲပြောရမှာပဲ Okay level 40ပေါ့နော်ခုမှကျွန်တော် level 40ပဲရောက်သေးရပါနော်ကြောက်ကောက်ကတော့ဘာမှတော့မဟုတ်သေးဘူး Okay ပါကဲဒါလေးနောက်မှကြည့်အဲ့တော့ကျွန်တော်အခု material တုံးလောက်တော့လိုချင်တာဗျာကျွန်တော်မမီတော့ဘူးပေါ့နော်ကျွန်တော်ရှေ့တစ်ခေါက်ကတကူလောဆိုဟိုလိုပဲရသေးတာမီပလင်းကျွန်တော်မိုလိုတော့လေးပဲထက်လဲလိုက်ရင်ကောင်းမလားမိုလိုတော့ရတော့ရှိတယ်3 scope လေးပဲလဲလိုက်တာကောင်းမယ်လေကြားကန်းရဲ့3 scope ပေါ့ကြားကန်းရဲ့3 scope ကလည်းမိုက်တယ်3 scope နှလုံးတော့လဲလို့ရတယ်ကျွန်တော်အဲ့ဆို3 scope နှလုံးလဲလိုက်မယ်ဒီကြားကန်းမှာကျွန်တော်အရင်တည်းကဒီဒင်ရရှိရပေါ့နော်အရင်တည်းကဒင်ရလည်းရှိရဆိုတော့ကျွန်တော်ဒီလောဆယ်မှာကခေတ်ကျွန်တော်တစ်ချက်သွားကြည့်မယ်ခေတ်ဒီမှာကဟိုလိုလေးရလိုက်တယ်ပေါ့နော်ဟိုလိုရဲ့ဒင်တော့မရှိသေးဘူး
ကျွန်တော်ဒီဘက်ခန်းမှာတော့တင်မရှိသေးဘူးလောဆယ်ဒီ2မျိုးတော့ရမယ်တင်တော့ယူပါအောင်နောက်ပြီးတော့ကြားခန်းမှာကကျွန်တော်နှိပ်တော့ရှိရမလို့တော့ရတော့မရှိသေးကြားခန်းမှာကျွန်တော်ဘာရထားတာရှိလဲကျွန်တော်တင်တစ်မျိုးပဲရသေးโอเคကြားခန်းမှာတင်တစ်မျိုးပဲရသေးကျွန်တော်ဒီကောင်ကကြားခန်းမြင့်မယ်ဆို2တောM4 ဒီဘက် new gun မြင့်မယ်ဆိုရင် new gun မီးကတော့လည်း2တုံးကျွန်တော်တော့မယ်လောလောဆယ်ရှိရတော့တုံးမရှိသေးတော့တင်လို့ level ရတော့တင်လို့မရသေးဘူးဘာပဲဖြစ်ဖြစ်ကျွန်တော်3 scope နှလုံးတော့ထည့်ယူလိုက်မယ်ကျွန်တော်3 scope နှလုံးထည့်ယူလိုက်မယ်ဆိုပေမဲ့နောက်ထပ်ချိန်46ချိန်လောက်ထပ်လဲလိုက်မစိုးဘူးဒီကောင်လေးကိုတော့ဂလိုက်ဒါလေးကိုတော့ကြိုက်တယ်ဗျဒါပေမဲ့ဂန်တော့ပို့ပြီးတော့ဟိုဟာဖြစ်တာဆိုကျွန်တော်ဂန်ပဲရှူလိုက်တာပါနော်အဲ့တော့3 scope တွေလဲရင်ကောင်းမလားဗာလေးလဲ emoji ကတော့တင်ရလဲကျွန်တော်ရိုးရိုးတင်ပေးရတယ် okayကဲဒီဘက်ကမီးကမ်းမှာကဟိုလိုလေးပဲရတယ်စကုတ်ပဲလဲတာကောင်းပါလေနော်စကုတ်ပဲလဲတာဒါမှမဟုတ်ရင်ကျွန်တော်ဒီကောင်ကကျွန်တော်မှဘယ်နှတုံးရှိအသေးဘယ်နှတုံးရှိတယ်အသေးက4တုံးပဲရှိတာ4တုံးဆိုတော့ကျွန်တော်သူ့ကိုoffice လေးပါရလိုက်တော့မှတ်ပါနော်အမေလည်းရရတယ်ကြီးနေပါတယ်ဒီလောက်ရတယ်မဆိုးလို့ပြောလို့ရတယ်ကျွန်တော်မှလုံးဝ M4 ခန်းတက်ကလပ်မှမရှိကျွန်တော်မှပျောက်ကြားလေးတစ်မျိုးပဲရှိတယ်โอเคအဲ့တော့ဒီမှာပေါင်လေးရယူလို့ရတယ်โอเค150ဆိုရင်တော့မတီးပြီးတစ်ချောင်းထည့်ရမယ်ကိုကျွန်တော်မှာကစောနကကျင်းနေတာခုဟိုဟာနဲ့150ပြည့်နေပြီမလားမပြည့်သေးဘူးလားโอเคမပြည့်သေးဘူးဆိုတော့မပြည့်သေးဘူးပေါ့ဒီရောဝလေးရတယ်ဒီကူဆိုတော့အကြီးရတော့မရတော့ကောင်း9တော့โอเคကျွန်တော်မီးကန်းကိုမြင်လိုက်5ခုထည့်ရ5ခုစနကရှိရ4ခုနဲ့တစ်ခုလိုသေးတယ်တစ်ခုလိုသေးတယ်ကဲဒါတွေကတော့ကြံတာလေးကတော့ကျွန်တော်ပြီးမှမြင့်မယ်ပေါ့နော်လောဆယ်မီးကန်းနဲ့ဂျာကန် brother တို့ဘယ်ကန်းကိုပို့ကြိုက်လဲမီးကန်းကလည်းမိုက်တယ်ဂျာကန်ကလည်း new ကန်းကလည်းမိုက်တယ်ဂျာကန်ကလည်းမိုက်တယ်ဂျာကန်ကတော့သူ့အနေနဲ့သူ fine တော့နော် okay အဲဒီတော့ကဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်မှ level တင်တာရေကျွန်တော်ဆက်တင်ပြီးတော့မယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်